အခု2025ခုနှစ်အတွင်းမှာကျမတို့အနေနဲ့မနစ်ကထက်ဥတွေကိုပုံမဥနိုင်ဖို့ကြိုးပမ်းသွားမှာဖြစ်တယ်။ဒါကြောင့်ပုံမဥထား2025ဆိုတဲ့ဆောင်းပုဒ်ကိုချမှတ်ပြီးအကောင့်ထဲပေါ်သွားမှာဖြစ်တယ်။ကျမတို့အနေနဲ့တစ်ခါဥ4-5လုံးကနေ10လုံး15လုံးထိဥနိုင်အောင်လေ့ကျင့်ပြင်ဆင်ထားကြရမှာဖြစ်တယ်။မကြိုးစားဘဲနဲ့တော့အောင်မြင်မှုဆိုတာရလာမှာမဟုတ်ဘူး။ဒါကြောင့်ဥများများဥနိုင်ဖို့ဖင်ကောင်းကျဲအောင်လှုပ်ထားကြဖို့မှားကြလို့တဲ့။မရှင်းတာရှိကြလား။ ရှိပါတယ်ရှင် ဘာမရှင်းတာလဲပြော ကျုပ်တွေကတပ်ဖအမျိုးသားမတူရင်ရလားရှင် Good question ချက်ဖတ်ရေးတော့ကတော့ကျမဆန္ဒရှိသလောက်ခွင့်ပြုပေးထားတယ်လိုအပ်ရင်ငါမဝင်